topic ဆိုင်ပွဲဖြည့်တဲ့အခါအချိန်မလောက်ဘူးဆိုရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်သွားပြီပါ안녕하세요 한국말로 얘기하자입니다 오늘은 제가 한국어 능력 시험 토픽 시험을 볼 때 많은 분들이 읽기 영역에서 시간이 부족하다고 많이 하시는데요 그래서 오늘 제가 어떻게 70분 안에 문제를 다 풀고 고득점을 받을 수 있는지 고득점을 받을 수 있는 방법을 알려드리도록 하겠습니다. 고와 토픽 사무에 비율로 답이로마 reading 마이마 체인 말라후 체인 라어 마피나이 무소인 디비디오레 여성 집이포 디비디오레 여성 집에서 말에 프마우소 넘버 1 အချက် အနေနဲ့ကျွန်တော်တို့ရချင်တဲ့ကျွန်တော်တို့ target ထားတဲ့ level အထိလိုက်ပြီးတော့မှ level ကိုလိုက်ပြီးတော့မှမေခွန်းပုံစံကိုရင်းနှီးထားအောင်လုပ်ရပါမယ်အဲ့တော့မေခွန်းပုံစံရင်းနှီးရင်ဘာတွေဖြစ်မလဲဆိုလို့ရှိရင်မေခွန်းကဘယ်လိုမေ့ချင်တယ်ဆိုတဲ့အထောက်အသိတဲ့အတွက်အချိန် save ဖြစ်ပါတယ်ပြီးတော့အဖြေမှန်ရွေးနိုင်ဖို့ရခိုင်တော့များပါတယ်ဒုတိယတစ်ချက်ကတော့စာပိုက်တွေဖတ်တဲ့အခါမှာစာပိုက်တွေကိုအရင်မဖတ်ဖဲနဲ့စာပိုက်ရဲ့အောက်မှာရှိတဲ့မေခွန်းလေးတွေကိုအရင်ဖတ်သင့်ပါတယ်ဘာမေးလဲဆိုတာသိမှစာပိုက်ထဲမှာကောင်းကောင်းအဖြေရှာနိုင်မှာမလို့ပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့မြင်တာပါကျွန်တော်တို့ကစာဖတ်ရင်းနဲ့စာပိုက်ထဲမှာပါတဲ့အရေးကြီးတဲ့နေရာလေးတွေအချိန်လေးတွေကဏ္ဍလေးတွေအစရှိတဲ့ဒီလိုစကားလုံးလေးတွေကို highlight လုပ်ပြီးတော့မြင်တာပေးတာလည်းအဖြေရွေးတဲ့နေရာမှာအထောက်အကူအများကြီးဖြစ်ပါတယ်မြင်မြန်အဖြေရွေးနိုင်ပါတယ်မြင်မြန်အဖြေရွေးနိုင်နေဆိုရင်အချိန်ကို save လုပ်နိုင်ပါတယ်ဒီမှာတခုတတိထားမှာတော့ highlight လုပ်တယ်ဆိုပေမဲ့အားလုံးကိုလိုက်ချစ်နေရင်တော့ဘာမှအသုံးမှာမဟုတ်ပါဘူးအဲ့တော့အရေးကြီးတဲ့အချိန်လေးတွေနေရာလေးတွေပြီးတော့ကိန်းဂဏန်းလေးတွေပေါ့နော်ထူးထူးခြားခြားဖြစ်တဲ့စကားလုံးလေးတွေလောက်ပဲစကားလုံးအနှဲငယ်လောက်ပဲမြင်တာပြင်ရပါတယ်အဲ့တော့စာမေးပွဲကကိုယ့်ရဲ့ကိုရီးယားစာရေးချင်းကိုစစ်တဲ့စာမေးပွဲဖြစ်တဲ့အတွက် meaning တွေကနယ်ပယ်စုံပါတယ်ကျွန်တော်တို့မသိတဲ့ meaning တွေများတယ်ပေါ့နော် meaning တွေမသိတာတွေများတဲ့အချိန်မှာဒီတစ်လုံးကိုပဲကျွန်တော်ကအတိအကျသိအောင်ဘာသာပြန်မနေဘဲနဲ့ဒီစကားလုံးရဲ့အရှိအနောက်ရှေ့စာကြောင်းနောက်စာကြောင်းခြုံပြီးတော့မှဘာသာပြန်နိုင်အောင်စူးစမ်းရင်လည်းအဖြေရနိုင်ဖို့အဖြေမှန်ရနိုင်ဖို့ရခိုင်တော့များပါတယ်အချိန်ကိုလည်း save လုပ်နိုင်တယ်ပေါ့နော်စာမိုးပဲမဖြေခင်မေကွန်ဟောင်းတွေလေ့ကျင့်တဲ့အခါမှာအချိန် timer ပြီးတော့မေကွန်တွေကိုဖြည့်ကြည့်တာကလည်းအထောက်အကူအများကြီးဖြစ်ပါတယ်အားလုံးထက်အရေးကြီးဆုံးကတော့နေတိုင်းစာဖတ်တဲ့အလေးချင်းကိုလုပ်ပေးတာကောင်းပါတယ်7မိနစ်15မိနစ်အချိန်လေးပေးပြီးတော့နေတိုင်းဖတ်မယ်ဆိုရင်ကိုယ့်ရဲ့စာဖတ်တဲ့ skill မသိတဲ့စကားလုံးပါလာရင်လည်းဖတ်သွားနိုင်တယ်ပေါ့နော်လွယ်လွယ်လေးနဲ့ဖတ်သွားနိုင်တယ်မသိတဲ့စကားလုံးပါလာပြီးမဲ့လည်းအရှိအနောက်ခြုံငုံပြီးတော့ဘာသာပြန်နိုင်တဲ့ skill တွေတိုးတက်လာမှာပဲဖြစ်ပါတယ်ကိုက topic စာမျိုးပဲ reading မှာအချိန်လောက်အောင်ဖြည့်ချင်နေဆိုလို့ရှိရင်စာဖတ်တဲ့အလေးချင်းလေးကိုလည်းဝေးမြူရပါမယ်တော့ကျွန်တော်လည်းအင်ခေါင်မိုးပေါ်မှာတက်ရိုက်နေတာဆိုတော့တော်တော်လေးအေးနေပါပြီမအေးဘူးထင်ပြီးတော့အင်ဂျီလက်တိုလေးဝတ်လာတာပေါ့နော်တော်တော်လေးအေးနေပါပြီဒီနေ့တော့ဒီလောက်နဲ့ပဲရက်လိုက်ပါမယ်အဆုံးထိကြည့်ပြီးလို့ကျေးဇူးများတင်ပါတယ်ကျွန်တော်အဆင်ပြေတယ်ဆိုရင်ကျွန်တော်အကောင့်လေးကို like and follow လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်ပြီးတော့လေကိုရီးယားစာနဲ့ပတ်သက်တဲ့ဖူးတူတာတွေအများကြီးရအောင်သင်ပေးနေပါအောင်မယ် follow ထားရတာနဲ့တန်တဲ့ဖူးတူတာတွေရအောင်အမြဲတမ်းစူးစမ်းနေပါမယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာထပ်တွေ့ပါမယ် bye bye Let's speak Korean with all of our might. Korea lo,